大家好，အားလုံးပဲမင်္ဂလာပါ One Sweet Chinese Speaking Class မှာကြိုဆိုပါရရှင်နေ့စဉ်ဒီစကားပြောသင်ယူဖို့9မိနစ်လောက်အချိန်ပေးနိုင်ပါသလား One Sweet Chinese Speaking Class မှာတင်ဆက်ပေးသွားမယ် Family Class ကိုနေ့တိုင်းနားထောင်ပြီးတရုပ်စာတက်မြောက်အောင်သင်ယူကြရအောင်နော်ဒီနေ့ Family Class ကတော့နှုတ်ဆက်ခြင်းနဲ့ပတ်သက်ပြီးခြားအကြောင်းအရာတွေဆက်လက်ပြောသွားမှာဖြစ်ပါတယ်ဒီဝမ်းမှာပြောခဲ့တဲ့6မျိုးအပြင်တခြားနှုတ်ဆက်တဲ့ပုံစံတွေလည်းရှိပါတယ်။နေ့စဉ်အပြောများဆုံးကတော့မင်္ဂလာနံနက်ခင်းမှာကောင်းသောညချမ်းပါနောက်ဆုံးကြတာပေါ့အစရှိတဲ့ဖြင့်ပေါ့။早上ဆိုတာကမနက်ခင်းဆိုတဲ့အဓိပ္ပာယ်ပါ။ဟောဆိုတာကတော့ကောင်းမွန်ခြင်းဆိုတဲ့အဓိပ္ပာယ်ပါ။早上好လို့တွဲပြောမယ်ဆိုရင်တော့မင်္ဂလာနံနက်ခင်းပါလို့အဓိပ္ပာယ်ရပါတယ်။တိုက်ဆိုကြည့်ကြရအောင်နော်။早上好早上好早上好ဒီမှာတတိထားစရာလေးတစ်ခုကတော့ဘသူပဲဝါကိုနှုတ်ဆက်တယ်မှန်းသိအောင်နာမည်ယာတူအလုပ်ကိုင်တွတ်ဆက်မှုပတ်သက်မှုအစရှိသည်တို့ကိုတလီတစားနဲ့ခေါ်ပြီးအနောက်မှာ早上好လို့နှုတ်ဆက်လို့ရပါတယ်ဥပမာ老师早上好ဆိုရင်ဆရာမမင်္ဂလာနံနက်ခင်းပါ小月早上好ဆိုရင်小月မင်္ဂလာနံနက်ခင်းပါနောက်တစ်မျိုးကတော့အပေါ်မှာပြောထားတဲ့ဥပမာအတိုင်းကိုပဲ老师早小月早လို့လည်းနှုတ်ဆက်လို့ရပါတယ်အရင်ရှင်းနေတဲ့တငယ်ချင်းလို့ဖော်ကန်ဖက်ရွယ်တူ level တူတီဆိုရင်早ဆိုပြီးစကားလုံးတစ်လုံးနဲ့လည်းနှုတ်ဆက်လို့ရပါတယ်早ဆိုတာကမနက်ခင်းကိုဆိုလိုပြီးနောက်ထပ်မသားစရာကစောတယ်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်ဒီမှာတော့早ဆိုတာကမနက်ခင်းမင်္ဂလာမနက်ခင်းမှာလို့နှုတ်ဆက်ရုံတသက်ပါပဲလိုက်ဆိုကြည့်ရအောင်နော်早早早နောက်တစ်ခုကတော့အချိန်နဲ့တွေ့သုံးရတဲ့早安午安晚安ပဲဖြစ်ပါတယ်早ဆိုတာကမနက်ခင်းမှာ午ဆိုတာကနေ့လယ်ခင်းပါ晚ဆိုတာကညခင်းပါ安ဆိုတာကတော့အဓိပ္ပာယ်ဖွင့်ဆိုချက်အများကြီးရှိပါတယ်ဒီနေရာမှာတော့ကောင်းမွန်ခြင်းဆိုတဲ့အဓိပ္ပာယ်အနေနဲ့ပဲသုံးရပါမယ်早午晚ဆိုတဲ့စကားလုံးသုံးလုံးကို安ဆိုတဲ့စကားလုံးနဲ့တွဲပြီး早安午安晚安ဆိုပြီးမင်္ဂလာနံနက်ခင်းမှာမင်္ဂလာနေ့လယ်ခင်းမှာမင်္ဂလာညချမ်းပါလို့နှုတ်ဆက်လို့ရပါတယ်လိုက်ဆိုကြည့်ရအောင်နော်早安早安早安午安午安午安晚安晚安晚安လူနာမည်ယာတူအစရှိသူတို့ကိုထည့်ပြီးလေနှုတ်ဆက်လို့ရပါတယ်ဥပမာ老师早安ဆရာမမင်္ဂလာနံနက်ခင်းပါ小月午安小月မင်္ဂလာနေ့လယ်ခင်းပါ妈妈晚安မမေမင်္ဂလာညချမ်းပါဒီထဲမှာမှတ်သားစရာကတော့早安နဲ့午安ကတွေ့ဆုံချိန်နှုတ်ဆက်တဲ့စကားဖြစ်ပြီး晚安ကတော့ခွဲခွာချိန်နှုတ်ဆက်တဲ့စကားဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့တွေ့ဆုံပြောဆိုကြပြီးအဆုံးသတ်တဲ့အချိန်မှာပြောတဲ့စကားဖြစ်ပါတယ်အင်္ဂလိပ်လိုဆိုရင် good night လိုမျိုးပေါ့ဒါဆိုရင်ခွဲခွာချိန်မှာနှုတ်ဆက်တဲ့စကားကရောဘာတွေရှိသေးလဲခွဲခွာချိန်မှာကြိုက်ကြံ့လို့ပြောကြပါတယ်ကြိုက်ဆိုတာကတော့နောက်တစ်ချိန်လို့အဓိပ္ပာယ်ရပါတယ်ကြံ့ဆိုတာကတော့တွေ့ဆုံခြင်းလို့အဓိပ္ပာယ်ရပါတယ်ကြိုက်ကြံ့လို့တွဲပြောရင်တော့နောက်ထပ်တွေ့ကြအောင်မယ်နောက်ထပ်ဆုံကြတာပေါ့လို့ချင်းဆိုခြင်းဆန်ဆန်နှုတ်ဆက်တာမျိုးပေါ့အင်္ဂလိပ်လိုဆိုရင်တော့ see you again ပါပဲလိုက်ဆိုကြည့်ရအောင်နော်再见再见再见လူနာမည်အလုပ်ကိုင်အစရှိသူတို့ကိုထည့်ပြီးတော့လည်းသုံးလို့ရပါတယ်ဥပမာ老师再见ဆရာမနောက်မှတွေ့ကြမယ်နော်小月再见小月နောက်မှဆုံကြမယ်နော်နောက်ထပ်လူငယ်ကြားမှာအသုံးအများဆုံးခွဲခွာချိန်ပြောတဲ့နှုတ်ဆက်စကားကတော့ပိုက်ပိုက်ပဲဖြစ်ပါတယ်ပိုက်ဆိုတဲ့အဓိပ္ပာယ်ကတော့ရှိခိုးကြော့ကာရဝပြုခြင်းဖြစ်ပါတယ်
ဒါပေမဲ့ဒီနေရာမှာတော့ဘိုင်ဘိုင်ကအင်္ဂလိပ်စကားဘိုင်ဘိုင်ကနေအတန်မွေးစားယူသုံးနှုန်းထားတဲ့နှုတ်ဆက်စကားဖြစ်ပါတယ်အသုံးနှုန်းကနည်းနည်းကလေးဆန်တာမှုအရန်ရင်းနှီးတဲ့လူတွေကြားရွယ်တူ level 2တွေကြားထဲမှာပဲအသုံးများပါတယ်လိုက်ဆိုကြည့်ရအောင်နော်ဘိုင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 ်ကိုဘိုင်တစ်လုံးထဲလဲသုံးလို့ရပါတယ်ဒါဆိုရင်ဒီနေ့သင်ပြထားတဲ့နှုတ်ဆက်နည်းတွေအနည်းချုပ်ပြန်ပြောမယ်နော်ဘသူကိုမဆိုနှုတ်ဆက်လို့ရတဲ့早上好ယင်းနီးပြီး level 2မှာနှုတ်ဆက်လို့ရတဲ့早ချိန်နဲ့ပတ်သက်ပြီးနှုတ်ဆက်လို့ရတဲ့早安午安晚安ဘသူကိုမဆိုခွဲခွာချိန်မှာပြောလို့ရတဲ့再见ယင်းနီးတဲ့သူ level 2ချင်းချင်းအပြောများတဲ့ bye bye ဆိုပြီး၅မျိုးဖြစ်ပါတယ်နော်ဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင်အားလုံးလည်းပြင်မာနှုတ်ဆက်ကြတဲ့အချိန်စိတ်ထဲမှာအစာထိုးပြောကြည့်ပြီးလေ့ကျင့်ရင်မြန်မြန်တက်လွယ်မယ်လို့ယုံကြည်ပါတယ်စိတ်ဝင်စားရင် One Sweet Chinese Speaking Class ရဲ့ channel ကို subscribe လုပ်ထားကြပါအောင်နော်အများအတွက်အကျိုးရှိတယ်လို့ယူဆရင်ဗီဒီယိုလေးကို like and share လုပ်ထားပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်谢谢大家的支持拜拜我们明天见